လူမန်နီယာမန်ကိုပြန်ရောက်လာပြီဖြစ်တဲ့ United အားလုံးပဲမင်္ဂလာပါဆိုတာ99 Football Channel တော့ညီကိုတွေကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ညကစားခဲ့တဲ့ပွဲစဉ်မှာတော့တယောက်ယောက် Everton ကိုရှုံးပြီး United အနေနဲ့အဆင့်30ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ် United ကိုယုံသားပြီးတော့တွဲခဲ့တဲ့မောင်လေကျိုးသွားခဲ့ပါပြီ17ယောက်အပြည့် Everton ကိုသာဆိုရင်တော့ကျွန်တော်တို့ဒီထက်တောင်ဂိုးပြတ်နဲ့ရှုံးနေနိုင်ပြီးတော့တယောက်ယောက်သွားလို့တာတကိုးနဲ့ပဲရှုံးနေခဲ့ရတာလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ပွဲစားပိုင်းမိနစ်တွေမှာဆိုရင် Everton ကပဲတောက်လျှောက်ဖိအားပြီးကစားခဲ့ပြီးတော့ဂိုးရနိုင်တဲ့အခြေအနေတွေလည်းအများကြီးရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပွဲကတော့ United အတွက်ထိုက်တန်တဲ့ရှုံးပွဲဖြစ်ခဲ့ပြီးတော့နောက်ဆုံး9ပွဲဆက်အရှုံးမရှိခဲ့တဲ့မှတ်တမ်းကိုလည်းအင်ကွန်းအုပ်ထွက်ဖို့မှာပဲရပ်တန့်ခဲ့ရပြီဖြစ်ပါတယ်ဒီနေ့ပွဲကိုသာအနိုင်ရခဲ့မယ်ဆိုရင်အဆင့်လေးအတွင်းဝင်ရောက်နိုင်တဲ့အခြေအနေတွေထိရောက်ရှိခဲ့ပေမဲ့လို့ဒီနေ့ရှုံးပွဲကြောင့်မလို့လူမန်နီယာမန်ကိုပြန်ရောက်သွားပြီလို့ပြောမှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ United အနေနဲ့ကျွန်တော်ပွဲထွက်ကစားနေကြ3-4-2ကစားကွက်ကိုပဲပွဲထွက်လာခဲ့တာဖြစ်ပြီးတော့အခုညမပါနိုင်တဲ့တိုက်စစ်ကိုတော့ဇီဇီနဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲမှာဇီဇီအနေနဲ့ဂိုးရနိုင်လောက်တဲ့အခြေအနေနှစ်ခုလောက်ထိရှိခဲ့ပေမဲ့လို့တပွဲလုံးအနေထားနဲ့ကြည့်မယ်ဆိုတော့အားရစရာမရှိပါဘူး။ဒီနေ့ပွဲမှာဇီဇီတွေမဟုတ်ဘဲနဲ့ United ကစားသမားတွေခြေသွန်းပြနိုင်ခြင်းမရှိခဲ့ဘဲနဲ့ကျွန်တော်အာမတ်နဲ့Bruno Fernandes လောက်ပဲခြေပေါ်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။အမ်ဘူမိုဆိုရင်လည်းဒီနေ့ပွဲမှာခြေသွမ်းမပြနိုင်ခဲ့ဘဲနဲ့ရုန်းကန်ခဲ့ရပါတယ်။ဝေကစားချိန်73မိနစ်ကလေးကတယောက်ရောက်ခဲ့တဲ့ Everton ကိုအနိုင်မယူနိုင်ခဲ့တာကတော်တော်လေးစိတ်ပြည့်စရာကောင်းပါတယ်။ရူဘင်အာမိုရီအနေနဲ့ကလည်းကျွန်တော်အလုတ်ဖြစ်ပြီးနိုင်ပွဲတွေဆက်စေခဲ့တဲ့ကျွန်တော်အာမတ်နဲ့အမ်ဘူမိုတွဲလုံးကိုအသုံးပြုခြင်းမရှိတာကလည်းမှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုတော့မြင်မိပါတယ်။ United ရဲ့နိုင်ပွဲတွေအများစုကိုပြန်ကြည့်မယ်ဆိုရင်အာမတ်အမ်ဘူမိုတွဲလုံးကနေဆင်ဂိုးရခဲ့တာတွေကတောက်လျှောက်ပါပဲ။အမ်ဘူမိုအနေနဲ့ကလည်းမန်ဇာဝီနဲ့တွဲဆိုတဲ့နေရာမှာခြေသိပ်မပေါ်ဘဲနဲ့ခြေသွမ်းနဲ့ငယ်ကြဆင်းခဲ့ရတာကိုမြင်တွေ့ရပါတယ်။နောက်ပွဲတွေမှာအာမတ်အမ်ဘူမိုတွဲလုံးကိုနိဗျအနေနဲ့ပြန်သုံးသင့်ပြီးတော့နိုင်ပွဲတွေပြန်ရှာသင့်ပြီလို့တော့ထင်ပါတယ်။ဒီနေ့ပွဲမှာဒိုကူအနေနဲ့ကလည်းဂိုးရနိုင်လောက်တဲ့အခြေအနေတစ်ခုရရှိခဲ့ပေမဲ့လို့မိုးပေါ်ထောင်ကန်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။Evertonဘက်ကကြည့်မယ်ဆိုရင်တော့ဒီနေ့ပွဲကကျွန်တော်တို့ Jordan Pickford ယူပေးခဲ့တဲ့3မှတ်လို့ပြောရင်တော့ပုံမှန်ပါလိမ့်မယ်။ပွဲစား73မိနစ်မှာကလေးကတယောက်ခဲ့တဲ့ Everton အနေနဲ့ United ကိုခက်ခက်ခဲခဲကစားခဲ့ရတာပါ။ United တို့ဂိုးရနိုင်လောက်တဲ့ကန်သွင်းချက်တွေကိုလည်းအကျဉ်းချင်းကာဝယ်ခဲ့ပြီးလက်စွမ်းပြကာဝယ်ခဲ့ရဖြစ်ပါတယ်။ဒီနေ့ Everton ကစားပုံကတကယ်ကိုကောင်းဝင်ခဲ့ပြီးတော့David Moyes လက်အောက်မှာ Everton ကလည်းတော်တော်လေးတိုးတက်လာခဲ့တာတွေ့ရပါတယ်။သူတို့အနေနဲ့ကတော့ဂိုးရပြီးနောက်ပိုင်းမိနစ်တွေမှာခံစစ်ကိုသာပိတ်ပြီးကစားသွားခဲ့တာဖြစ်ပြီးထိုက်တန်တဲ့အနိုင်သုံးမှတ်ကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ပစ်ဖို့ကိုလည်းချီးကျူးကြပါတယ်။သူ့ရဲ့လက်စွမ်းတွေကြောင့်သာမဟုတ်ရင်ဒီနေ့တယောက်ယောက် Everton အနေနဲ့ဂိုးပြတ်ရှုံးနေသွားနိုင်ပါတယ်။ဆိုတော့ overall ပြန်ခြုံကြည့်ရရင်တော့ Everton တို့ကတော့ပစ်ဖို့ယူပေးခဲ့တဲ့3မှတ်လို့ပြောလို့ရပြီးတော့United အနေနဲ့ကလည်းဒီရှုံးပွဲကြောင့်လူမန်နီယာမန်အဆင့်30ကိုပြန်လည်ရောက်ရှိသွားပြီဖြစ်တဲ့အကြောင်းတင်ဆက်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်။